ရာမင်္ဂလာပါရှင် မင်္ဂလာပါဆရာရှင်အောက်တိုဘာလမှာဖွင့်မဲ့စီးပွားစီမံပညာရဏတင်တဲ့အပတ်စဉ်ရှစ်အကြောင်းလေးပြောပြပါဦးရှင်ပုံမှန်သင်တန်းကြီး2သိန်းတန်ကြီးရှိတဲ့ Business Management Certificate သင်တန်းကိုအခုသင်တန်းကြီးအခမဲ့ဝင်ကြီး15000ကျပ်ထင်းနဲ့သင်ကြားပေးသွားမှာဖြစ်ပါတယ်ပညာရဏသင်ကြားပေးရတဲ့ရည်ရွယ်ချက်ကတော့လူတိုင်းလက်လန်းမိနိုင်စေဖို့နဲ့စီးပွားရေးပညာရပ်ကိုစိတ်ပါဝင်စားတဲ့လူတိုင်းတတ်နိုင်စေဖို့အတွက်စီစဉ်ပေးခြင်းဖြစ်ပါတယ်ဆရာရှင်ယခုစီးပွားစီမံပညာရဏတင်တဲ့အပတ်စဉ်ရှစ်ကိုဘယ်သူတွေတက်တင်ပါသလဲရှင်တက်ရောက်တင်တာတွေကတော့လုပ်ငန်းခွင်မှာကိုယ့်ရဲ့အရေးချင်းကိုတိုးတက်လိုတဲ့သူတွေမိမိရဲ့လုပ်ငန်းကိုပုံမအဆင့်မြင့်တင်လုပ်ကိုင်လိုတဲ့သူတွေစီးပွားစီမံပညာရပ်ကိုလုံးဝမသိသေးတဲ့သူတွေအလုပ်ခွင်စတင်ဝင်ရောက်ဖို့ပြင်ဆင်နေတဲ့လူငယ်တွေတက်ရောက်တင်ပါတယ်ဆရာရှင်ဘာတွေသင်ပေးသွားမှာပါလဲသိပါရစေရှင်သင်ကြားပေးသွားမှာတွေကတော့ marketing concepts leadership strategic management operations management နဲ့ HR management ဘာသာရပ်တွေကိုလေ့လာရမှာဖြစ်ပါတယ်ဆရာရှင်သင်တန်းကာလလေးသိပါရစေရှင်သင်တန်းကာလကတော့2လဖြစ်ပါတယ်ဆရာရှင်သင်တန်းကြီးလေးသိပါရစေရှင်သင်တန်းကြီးကတော့အခမဲ့ဖြစ်ပြီးတော့ဝင်ကြီး15000ကျပ်သွင်းရုံဖြင့်တက်ရောက်နိုင်မှာပဲဖြစ်ပါတယ်ဆရာရှင်ယခုစီးပွားစီမံပညာရဏတင်တန်းအပတ်စဉ်ရှစ်တင်တန်းကိုဘယ်လိုသင်ကြားပေးသွားမှာပါလဲသိပါရစေရှင်။ online သင်တန်းဖြစ်ပြီးတော့ record ဗီဒီယိုများနဲ့သင်ခန်းစာတွေကိုတစ်ပတ်2ရက်လေ့လာရပါမယ်။ဒါအပြင် Zoom နဲ့2ကြိမ်ဆရာနဲ့ face to face သင်ခန်းစာတွေကိုဆွေးနွေးခွင့်ရမှာပဲဖြစ်ပါတယ်။ဆရာရှင်ယခုစီးပွားစီမံပညာရဏတင်တန်းအပတ်စဉ်ရှစ်အတွက်ဆရာအနေနဲ့ဘာတွေများဖြည့်ဆွတ်ပြောလိုပါလဲရှင်။ယခုသင်တန်းကိုလူဦးရေအကန့်အသတ်ဖြစ်တာသင်ကြားပေးသွားမှာဖြစ်လို့သင်တန်းတက်ရောက်ခြင်းနဲ့ဆိုရင်အမြန်ဆုံးစာရင်းပေးသွင်းထားမှစိတ်ချရမှာပဲဖြစ်ပါတယ်။နောက်ထပ်ဖြည့်ဆွတ်ပြောလိုတာကတော့ဝင်ကြီး15000ကျပ်မှအပအခြားအခချင်းငွေထပ်မံကောက်ခံခြင်းလုံးဝမရှိပါဘူး။ဒါကြောင့်မို့လို့စိတ်ချလက်ချတက်ရောက်ဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါရစေ။ဆရာရှင်အခုလိုဖြေကြားပေးတဲ့အတွက်ဆရာကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။ကျေးဇူးတင်ပါတယ်။